여러분 디네 비디오 마러 앞만 내로 고예 코리아 벤야이အိမ်မက်ကို လက်လျှော့မလားအဖြေကတော့မလိုပါဘူးเนาะအခုပြောသွားမယ့်ဗီဒီယိုက여러분တို့အတွက်အင်တစ်ခုဖြစ်စီမယ်လို့ရည်ရွယ်ပါတယ်မင်္ဂလာပါစိုးစားဟန်စိတ်ဖြစ်ပါတယ်ဒီနေ့ပြောချင်တာကအမှတ်နေလို့ကိုရီးယားတော့ဖြစ်နိုင်တော့ဘူးလို့ထင်နေတာလားဒါဆိုရင်ပြောချင်တဲ့စကားတစ်ခုကအမှတ်ကကျောင်းတက္ကသိုလ်ဝင်ခွင့်အတွက်အရေးကြီးပါတယ်ဒါပေမဲ့အမှတ်တစ်ခုတည်းကိုကြည့်ပြီးတော့ကျောင်းဝင်ခွင့်ကိုဆုံးဖြတ်တာမဟုတ်ပါဘူးအဲ့တော့ကိုယ့်ရဲ့အားနည်းချက်ကိုအားသာချက်ဖြစ်အောင်ဘယ်လိုပြင်ဆင်နိုင်မလဲဆိုတာကိုအခုဗီဒီယိုလေးမှာမျှဝေပေးချင်ပါတယ်အမှတ်ကအရေးကြီးတယ်ဒါပေမဲ့တက္ကသိုလ်တွေမှာကျောင်းသားတယောက်ကိုရွေးချယ်ကြည့်ရှုတဲ့အချက်တွေကတော့အထက်တဲ့အမှတ်ပါမယ်ကိုကဘွဲရဆိုရင်လည်းတက္ကသိုလ်တက်ထားတဲ့ကိုယ့်ရဲ့ GPA အမှတ်တွေပါမယ်ပြင်ကိုယ့်ရဲ့ language skill ပါမယ် financial plan တွေရဲ့ study plan ပြီးရင် document တွေကိုဘယ်လိုမျိုးပြင်ဆင်ထားလဲကိုယ့်ရဲ့ interview ရလက်ကဘယ်လိုရှိလဲအဲ့လိုအခြေအနေအကုန်လုံးကိုခြုံငုံပြီးမှဝင်ခွင့်ကိုကျောင်းတွေကရွေးချယ်ပါတယ်အဲ့ဒါကြောင့်မို့လို့အမှတ်နေတဲ့အခါမှာလည်းကြံတဲ့အပိုင်းတွေကိုပိုကောင်းအောင်ပြင်ဆင်ပေးဖို့လိုပါတယ်အဲ့တော့ပထမဦးဆုံးပြောရမယ်ဆိုရင်တော့ဘာသာစကားကလည်းကိုယ့်ရဲ့အားသာချက်ဖြစ်နိုင်ပါတယ်ဥပမာကိုယ်မှာ topic level ကောင်းရထားတယ်သို့မဟုတ်အင်္ဂလိပ်စာနဲ့ပတ်သက်ပြီးတော့ IELTS ကောင်းအမှတ်ကောင်းတာမျိုးတွေပေါ့နော်ဒါတွေကလည်းသင်ကဒီကိုယ့်ရဲ့ဒီကိုရီးယားပညာရေးအိမ်မက်ကိုအကောင်းဆုံးစူးစမ်းပြင်ဆင်ထားတဲ့ကျောင်းသားတစ်ယောက်အဖြစ်ပြသနိုင်ပါတယ်အဲ့တော့အမှတ်ကိုမပြောင်းနိုင်တော့ပေမဲ့လည်းကိုယ့်ရဲ့ language skill ကိုတော့ဒီနေ့ကစပြီးတော့စူးစမ်းပြင်ဆင်လို့ရပါတယ်နောက်ထပ်အချက်တစ်ခုအနေနဲ့ကတော့ကိုယ့်ရဲ့ financial plan ပေါ့နော်တချို့ကျောင်းတွေကကျောင်းလာကရောနေထိုင်စရိတ်ရောအဲ့ဒါတွေကမြင့်တဲ့အတွက်ကြောင့်မို့လို့အများကြီးကြိုတင်ပြင်ဆင်ရတယ်တချို့ကျောင်းတွေမှာကြတော့scholarship တွေရတယ်scholarship ကလည်းဒီဘာသာစကားနဲ့ပဲများသောအားဖြင့်ရွေးချယ်ကြတာများပါတယ်အဲ့တော့ကိုယ့်ရဲ့ပညာရေးစရိတ်အတွက်ပေါ့နော်စနစ်တကျစုဆောင်ပြင်ဆင်ထားတာမျိုးရှိလားစားတဲ့စာတန်းဒီဘလို့ခိုင်းမှလဲဆိုတဲ့အချက်ကလည်းကိုယ့်ရဲ့အားသာချက်တွေဖြစ်နိုင်တာဖြစ်တဲ့အတွက်ကြောင့်မလို့ကိုယ့်ရဲ့ဒီ financial နဲ့ပတ်သက်တဲ့ဒီ plan ပေါ့နော်ကောင်းပြင်ဆင်မှုကလည်းတက္ကသိုလ်နဲ့ visa လျှောက်ထားတဲ့အခါမှာအရေးပါတဲ့ချက်တစ်ခုဖြစ်နိုင်ပါတယ်နောက်တစ်ချက်ကတော့ interview ပေါ့နော် interview မှာဘာကြောင့်ကိုရီးယားကိုလာချင်တာလဲเนาะကို့မှာဘလို့ career plan ရှိလေအဲ့ဒါကို confidence ရှိဖြေနိုင်ဖို့ကတင့်ရဲ့ပြင်ဆင်မှုကိုပြသနိုင်ပါတယ်နောက်ထပ်အချက်တစ်ခုကတော့ကိုယ့်ရဲ့ရွေးချယ်တဲ့ program ကလည်းရေးကြည့်ပါတယ်လူတိုင်းကတော့เนาะ ranking မြတ်တဲ့ကျောင်းတွေကိုပဲရှောက်စီရမလိုဘူးအဲ့တော့ကိုယ့်ရဲ့ academic background ကိုယ့်ရဲ့ language level တွေပြီးတော့ financial situation တွေကိုယ့်ရဲ့ career goal တွေနဲ့ကိုက်ညီတဲ့ language program နဲ့သွားမလား bachelor နဲ့သွားမလား master နဲ့သွားမလား scholarship တွေနဲ့သွားမလားစတဲ့လမ်းကြောင်းတွေကိုအသေးချာရွေးချယ်ဖို့အတွက်เนาะအခုပြောရတဲ့အချက်တွေကလည်းအရေးပါပါတယ်အဲ့တော့ဒီလိုအချက်တွေကိုကိုယ့်ကိုလက်ခံဆွေးနွေးပေးမဲ့เนาะဒီပညာရေးဝန်ဆောင်မှုအသင်းအဖွဲ့တွေပေါ့နော်ကုမ္ပဏီတွေနဲ့လည်းတိုင်ပင်လို့ရပါတယ်ပြီးသွားတဲ့အခါကျရင်နောက်ဆုံးတစ်ခုကတော့ကိုယ့်ရဲ့အားသာချက်ဖြစ်အောင်ကိုယ့်ရဲ့ဒီအားနည်းချက်ကိုအားသာချက်ဖြစ်အောင်ပြောရမယ်ဆိုရင်ကိုကအမှတ်နေတယ်ဒါပေမဲ့ topic level ကို3နဲ့အထက်ရှိထားတယ်ပြီးရင် language skill ကို3-4နှစ်လောက်စူးစမ်းပြီးပြင်ဆင်ထားတယ် interview အတွက်လည်းကိုက perfect ဖြစ်အောင်ပြင်ဆင်ထားတယ် study plan ကောင်းတယ်ကိုမှ document ပြည့်စုံတယ်ဆိုရင်တော့ကိုရွေးချယ်တဲ့လမ်းကြောင်းပေါ်တက္ကသိုလ်အပေါ်မှာရဲကြီးရှောက်လို့ရပါတယ်ကိုစူးစမ်းထားတဲ့အထိုက်လျောက်အခွင့်အရေးတွေလည်းရှိလာမယ်လို့ဒီချိန်အမှခံပြီးတော့ပြောရပါတယ်အရေးကြီးဆုံးကတော့အမှတ်နေတဲ့အတွက်ကြောင့်မလို့စိတ်ရကြနေမလိုပါဘူးအမှတ်နဲလို့လေအရာအလုံးအဆင်ပြေမယ်လို့လေမထင်ပါနဲ့ပေါ့နော်အဲ့တော့ပေါ်ဆမှုမရှိဘဲနဲ့အသေးချာကိုယ့်ရဲ့အားနည်းချက်ကိုတိပြီးတော့เนาะဘလို့ပိုင်းတွေကိုအသေးချာပြင်ဆင်မလဲပေါ့နော်ဘလို့ပိုင်းတွေအသေးချာပြင်ဆင်ရင်အဆင်ပြေနိုင်မလဲဆိုတာလေးကိုသိရှိဖို့အတွက်เนาะဒီဦးကြောက်ချင်းစီရဲ့လေ့လာမှုပေါ့နော်ပြင်ဆင်မှုကလည်းဒီတောင်းရဲ့ဝင်ခွင့်တွေမှာအများကြီးဆုံးဖြတ်တာဖြစ်တဲ့အတွက်ကြောင့်မလို့ဒီချဲကျွန်တော်ကတော့အမှတ်နေတဲ့ကိုရီးယားသွားလို့ရပါမလားဒီချဲကျွန်တော်ကတော့အမှတ်ကလက်ရှိအခြေအနေကဒီလိုဖြစ်နေတယ်ကိုရီးယားအိမ်မက်ကိုလက်လျှော့ရတော့မလားစတဲ့ចောင်းသားចောင်းသူတွေအတွက်အခုဗီဒီယိုလေးနဲ့ဒီချဲအားရင်တရက်ဖြစ်စေချင်ပါတယ်ပေါ့နော်အဓိကကတော့အမှတ်တစ်ခုတည်းလည်းအရေးကြီးပေမဲ့အခြားသောအားသာချက်တွေကလည်းကိုယ့်ရဲ့အားနည်းချက်ကိုဖုံးပေးနိုင်တယ်ဆိုတဲ့အချက်ကိုအခုဗီဒီယိုလေးမှာ knowledge sharing နေနဲ့တင်ဆက်ပေးလိုက်ရပါတယ်ရှင်အခုတော့နောက်ထပ်ဗီဒီယိုတွေအတွက်လည်းဒီချက်ရဲ့ page လေးကို like နဲ့ following လုပ်ထားပေးဖို့မမေ့ပါနဲ့လို့ request လုပ်ပါတယ်ကျေးဇူးတင်ပါတယ်နောက်ထပ်ဗီဒီယိုတွေမှာထပ်ပြီးတော့တွေ့ချင်ပါသေးတယ်이 영상은 끝까지 봐주셔서 너무 감사합니다. 다음 영상에서 또 봅시다.